ဖောက်ပြန်နေတဲ့ယောက်ျားကိုအနိုင်ယူချင်တယ်ဆိုရင်ဒီလိုလုပ်ဖို့လိုပါတယ်ခင်ဗျဒီနီလန်းကတင်လို့တလို့တင်ထိန်ချုပ်လို့ရမှာဖြစ်တဲ့နီလန်းပဲဖြစ်ပါတယ်ခင်ဗျဒီနီလန်းကဖောက်ပြန်တဲ့ယောက်ျားကိုတင်ကိုယ်တိုင်အနိုင်ယူနိုင်တယ်တင်ကိုယ်တိုင်ထိန်ချုပ်နိုင်တယ်နံပါတ်1ချက်သူဖောက်ပြန်တာတီလျက်နဲ့တင့်နေနဲ့အရင်ဆုံးတတိရှိဖို့လိုပါတယ်ခင်ဗျဘလို့တတိရှိရမလဲဆိုတော့တင့်နေနဲ့သူဖောက်ပြန်တာတီလျက်နဲ့ဘာမှသွားပြီးတော့ဒေါသတွေပါရင်နဲ့ဒေါသမောဟရင်နဲ့သွားပြီးပြောတာတို့သွားပြီးဟိုဘက်တယောက်သွားပြီးတော့ဖြည့်ရှင်းတာတို့အဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ခင်ဗျနံပါတ်1ချက်ဖြည့်ရှင်းတဲ့ချိန်မှာတင်းယောက်ျားနဲ့ဖောက်ပြန်တဲ့သူကိုပဲတို့နှစ်ယောက်ပဲဖြည့်ရှင်းခိုင်းဖို့လိုတယ်တင်ကိုယ်တိုင်တွားပြီးတော့ဖြည့်ရှင်းစရာမလိုဘူးတင်ကိုယ်တိုင်တွားပြီးတော့အဲ့ဒီရမှာတင်းယောက်ျားနဲ့ဖောက်ပြန်နေတဲ့သူကိုတွားပြီးတော့ဘာမှပြောစရာမလိုပါဘူးခင်ဗျတင်းယောက်ျားကိုပဲတင်းအနေနဲ့ဆုံးဖြတ်ခိုင်းဖို့လိုတယ်သူ့ကိုရွေးမလားကို့ရွေးမလားအဲ့လိုမျိုးဆုံးဖြတ်ချက်ချခိုင်းဖို့လိုတယ်ဆုံးဖြတ်ချက်ချခိုင်းတဲ့ချိန်မှာတင့်အနေနဲ့တပတ်လောက်တစ်လလောက်အဲ့လောက်ထိကြအောင်တင့်အနေနဲ့ဆုံးဖြတ်ချက်ချခိုင်းစရာမလိုဘူးတင့်အနေနဲ့သူ့ကိုအမြန်ဆုံးဖြတ်ချက်ချခိုင်းဖို့လိုပါတယ်ခင်ဗျတကယ်လို့သူ့အနေနဲ့နှစ်ယောက်စလုံးကိုချစ်မယ်နှစ်ယောက်စလုံးကိုချစ်တယ်ဆိုရင်တင့်အနေနဲ့လုံးဝလက်မခံပါနဲ့ခင်ဗျတင်လက်မခံနိုင်လို့တင့်အနေနဲ့သူနဲ့ကွဲမယ်ဆိုရင်တင့်နေနဲ့အရင်ဆုံးလှုပ်ရမယ့်အရာတစ်ချက်ကတင့်နေနဲ့အရင်ဆုံးကြိုတင်ပြင်ဆင်ပြီးမှသူနဲ့ကွဲဖို့လိုတယ်ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတော့အခုသူနဲ့ကွဲသွားရင်တင်ပါရမှာလဲတင်ပါရရအောင်ယူမှာလဲဆိုတာကိုတင့်နေနဲ့အရင်ဆုံးအစီအစဉ်လုပ်ဖို့လိုတယ်တကယ်လို့တင့်နေနဲ့သူနဲ့ကွဲပြီးတော့တင်ကဆုံးရှုံးမှုတွေမရှိဘူးတင်ကကိုယ့်ဟာနဲ့ကိုရက်တည်နိုင်တယ်ကိုယ့်ရဲ့မှာဘဝကိုကိုယ်တိုင်အရာအလုံးတာဝန်ယူနိုင်ရင်တော့သူနဲ့အချိန်မရွေးတင့်နေနဲ့ကွဲနိုင်ပါတယ်ခင်ဗျဒီနီလန်းကဖောက်ပြန်တဲ့ယောက်ျားကိုတင်ကိုယ်တိုင်ထိန်ချုပ်တဲ့နီလန်းပဲဖြစ်ပါတယ်ခင်ဗျဒီနီလန်းကတင့်အတွက်အပြည့်အဝအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျတိချင်တဲ့အကြောင်းအရာများကိုလည်းဒီအောက်မှာရေးခက်လို့ရပါတယ်ခင်ဗျကျွန်တော်နဲ့ VIP တိုင်ပင်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ page မှာကျွန်တော်နဲ့ VIP တိုင်ပင်လို့ရပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျကျွန်တော် course အောင်ပါခင်ဗျ number 1 left 8ဖြစ်ပါတယ်ခင်ဗျအားလုံးကိုချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ